ဒီနေ့တော့လာတာမထုတ်သေးဘူးဆိုတော့ကျန်ကားဒီပဲဆက်စားမှာပေါ့နော်ကျန်ကားဒီကိုပထမဖင်ဖြတ်မယ်ခေါင်းဖြတ်မယ်ပေါ့နော်ပြီးလို့ရှိရင်ဘိုက်ခွဲပြီးတော့အထဲထဲကပူတွေကိုထုတ်မယ်ပေါ့နော်ပူတွေကိုထုတ်ပြီးရင်ဓာတ်နဲ့ပါလှီးမယ်ပေါ့နော်ပါလှီးပြီးလို့ရှိရင်စလုံးထဲကိုထည့်မယ်ပေါ့နော်လုံးထဲကိုထည့်စားထည့်ပြီးလို့ရှိရင်တခါနယ်ပဲပေါ့နော်နေပြီးတော့နှက်ထားမယ်ပေါ့သူစားနဲ့ကြာလေးစုပ်ပြီးတော့နေပြီးလို့ရှိရင်သူအထဲထဲအခါတက်တွေထွက်သွားအောင်ပေါ့နော်နေတော့အခါပေါ့တာပေါ့အဲ့ဒါပြီးရင်ချင်းရဲ့ကြက်တွန်နီရဲ့ကိုအခွန်တင်ပြီးတော့လှီးမယ်ပေါ့နော်ကြက်တွန်နီကိုတော့ကျွန်တော်တခြမ်းပဲထည့်ထားပါတယ်ခန်းညင်ဒီကတော့တစ်လုံးလုံးထည့်တယ်ပေါ့နော်ခန်းညင်ဒီတစ်လုံးလုံးထည့်မယ်ဂျင်းကတော့ဒီလောက်ပေါ့နော်အဲ့ဒါကိုဂျင်းကတက်ထောင်းလိုက်တယ်ပေါ့နော်မလီတော့ပဲနဲ့အဲ့ဒါပြီးရေထည့်ပြီးတော့အဲ့ဒီစားနဲ့နေထားတွေကိုစေးပြမှာပေါ့နော်ဒီထဲမှာစီထည့်ပြီးတော့စီပူတက်မယ်ပေါ့နော်ဒါကတော့စနုံးမုံနဲ့အယောင်တွေမုံပေါ့နော်အဲ့ဒါပြီးခုနလှီးထားတဲ့ဟာတွေကိုထည့်ပါမယ်ပြီးတော့ထောင်းထားတဲ့ဂျင်းလည်းထည့်မယ်ပေါ့နော်ထောင်းထားတဲ့ဂျင်းလည်းထည့်ပါမယ်ဒါပြီးတော့ခဏမွေပြီးလို့ရှိရင်ခုနလှီးထားတဲ့ဂျန်နာတွေထည့်လို့ရပါပြီအရှင်မရေနည်းနည်းထည့်ပြီးတော့အရသာထည့်မယ်ပေါ့နော်စားရယ်ရှူမုံရယ်ပဲငံပြားရည်ချီတော့ပဲငံပြားရည်နည်းနည်းထည့်မယ်ပေါ့နော်ငရုတ်တီကတော့အဆူမရှိလို့ငရုတ်တီအရှောင်းမုံပဲထည့်လိုက်တယ်ပေါ့နော်ဒါပြင်ခဏအုပ်ထားလိုက်မယ်ပေါ့5မိနစ်လောက်ပေါ့5မိနစ်ပြင်ဖွင့်ပြီးတော့ခဏမွေပါမယ်ဒီချိန်မှာပဇွန်ကြောက်တွေငရှောက်တွေရှိရင်ထဲလို့အဆင်ပြေပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ပို့ပြီးတော့စားလို့ကောင်းပါတယ်ကျွန်တော်တော့ပဇွန်ကြောက်မရှိတော့မထည့်လိုက်ဘူးပေါ့နော်ဒီလိုမျိုး5မိနစ်ထားပြီးမွေပေးလိုက်တဲ့ခါကျလို့ရှိရင်နှစ်ခါပြီးလို့ရှိရင်မအုပ်တော့ဘူးပေါ့နော်လှက်ထားလိုက်ပါတယ်စီပြန်ပြီဆိုတော့ချလို့ရပြီပေါ့နော်ပြီးရင်တော့ဒီပုံစံလေးရလာတယ်ပေါ့နော်ဒီနေ့တော့ကျန်း၅ဒီနဲ့နှမ်းဘက်ရှင်တုံနေပေါ့နော်ဒီလိုမျိုးလေးစားမှဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်